ပတ်စံနေရှိရင်ချမ်းသာမယ်လို့ထင်ပြီးတော့လူတွေကအဲ့ဒီပတ်စံနေရှာလိုက်ကြတာပဲပရိသတ်တကယ်ရှိလာတော့အဲ့ဒီပတ်စံကဘဝကိုချမ်းသာမှုအပြည့်အဝပြေးရလားမပေးဘူးနော်ရှိတိုင်းသာချမ်းသာမယ်ဆိုရင်လေဟိုးဘုန်းကြီးတို့ကိုရီးယားမှာရှိတော့ကအခုလည်းပဲနေပါတယ် Samsung ကုမ္ပဏီဆိုတာကမ္ဘာကျော်ကုမ္ပဏီပဲ Samsung ကုမ္ပဏီရဲ့ chairman ဥက္ကဋ္ဌရဲ့သမီးဟာအမေရိကမှာကျောင်းသွားတက်ပြီးကိုယ့်ကို suicide လုပ်ပြီးတတ်သေးသွားတာပတ်စံရှိတိုင်းသာချမ်းသာမယ်ဆိုရင်အဲ့ကလေးမှတတ်သေးစရာအကြောင်းရှိပါမလားဒါပေမဲ့ပြိတ္တကိုတတ်သေးသွားတယ်ဆိုပတ်စံနေတော့ရှိတယ်ဘာမချမ်းသာလို့လဲအော်ရှိတိုင်းချမ်းသာတာမဟုတ်ဘူးဆိုအဲ့ဒါပြောတာကိုရီးယားလူမျိုးတွေကဘုန်းကြီးတို့အခုလဲတရားပြတယ်ကဘာမှာကိုဆူဆိုက်လုပ်ပြီးတတ်သေးတဲ့နှုံထားအများဆုံးနဲ့မှာကိုရီးယားနိုင်ငံသားတွေလည်းပါတယ်အရင်တုန်းကဆိုရင်အင်တာနက်စစ်တမ်းမှာ